ကိုတော်ကလည်းအပြက်ကလာတာမဟုတ်ဘူးဒါတွေဖြစ်တယ်မဟုတ်ဘူးယေရှုအဲ့မှာကျွန်တော်စဉ်းစားတယ်ကျွန်တော်တို့ဒီခါကဘုရားဆောင်ကျွန်တော်တို့တွေ့အလာပါလို့ပြောယေရှုမဟုတ်ဘူးအလာပါတော့ဟုတ်တယ်ကွာမြတ်တော့ဖွင့်ပြချက်တွေပါရပြီသူမပြောဘူးနော်ဘာပြောလဲဒီလားဘာပြောလဲတရားပဲအင်ဂျူကြောင့်မင်းကြီးကိုခံလို့သူကောင်းနေတယ်မင်းကိုလည်းဖြေနေတူလားဘာမှမဆိုင်ပြောလိုက်မင်းသူကြောင့်မင်းကြီးကိုခံပြီးကောင်းနေတယ်အဲ့သူ့ကိုသူသိသွားတယ်သူအားနဲ့ချပါလေဒုတိယမွေးတယ်ဆိုတော့အဲ့တော့သူကဘာပြောလဲဟာငါအားနဲ့တိတ်မှန်းနေရှိနေပြီလေဒီချိန်ကျမှငါမင်းရဲ့ဘိုင်းလေးကိုပြန်ဝင်ပြီးတော့ငါဘယ်လိုဒုတိယမွေးမလဲတဲ့အော်မင်းကတရားဟောဆရာဖြစ်ပြီအဲ့လားတုံးလားအဲ့လိုတော့ချက်လာတယ်မှာမရေးတော့ဘူးအဲ့တော့အားတလားဖွင့်ပြချက်အဲ့တော့ရှိလို့ဒါကြောင့်မင်းသိသူသိသားတယ်ဟုတ်တယ်မဟုတ်လားလာပြီးမှမူးနေကြတာသူမပြောပါဘူးဒါပေမဲ့လက်တွေ့မှာအဲ့လိုဖြစ်နေတာဖြစ်အဲ့တော့သူပြောချင်တာပါဆိုဒုတိယမွေးခြင်းကိုမခံနဲ့ယောဟန်1စတဲ့ကိုရမှာထိုသူကိုလက်ခံသမျှလုံးသူတို့ကိုတော့ကိုယုံကြည်တော့သူကဖျားရင်တာဖျားတဲ့ကိုပြီးတယ်အခွင့်ပေးတယ်ကွာဟုတ်တယ်မလားကျွန်တော်ဒီနေ့တက်တဲ့ခါတဲ့အခါမှာကျွန်တော်ပြောခဲ့တဲ့ကလေးလေးကဘာလဲတတိယသူ့ကိုရောင်းစားခံရတာလေးတူဒါပေမဲ့သူ့ကိုကျတော့တာဖျားတဲ့ကိုပြီးတယ်သူကအမွေစားလို့မရတယ်အဲ့ဒါကျွန်တော်တို့လည်းဗာလဲကိုကိုကိုစစ်လိုက်ရင်ပတ်စာမရှိတာသိချတယ်ဒါပေမဲ့မရှိတယ်အပြစ်ကရှိအဲ့ဒါအပြစ်သားပဲအပြစ်သားကဘာလို့အလူလို့ရအပြစ်ရီလည်းအပြစ်တစ်ချက်ဆိုလည်းအပြစ်ချီးမွမ်းလည်းအပြစ်အကုန်ပြစ်တယ်အမေလားအဲ့တော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာကျွန်တော်တို့ကသားဖြစ်လာတာဖြစ်ဟာလေလုယာဘုရားရဲ့သားဖြစ်လာတာဖြစ်ဘုရားရဲ့သားဖြစ်လာတဲ့အခါမှာဘုရားနဲ့သက်ဆိုင်လာတာဖြစ်အဲ့စက်တော့ကိုရောက်လာတဲ့အခါမှာဘာပြောလဲဆိုတော့ထို့သူဟာတဲ့အလိုရောက်သွားတော့တာမဟုတ်လူမျိုးအဖြစ်သွားတော့အရင်တော့ကျွန်တော်ကရင်မိုင်းဆက်တဲ့နေရင်ကျွန်တော်ကွန်စားရမယ်ကျွန်တော်တို့ရေရိုးရရှားလိုက်ကရင်နော်ရှားလက်ကွန်စားကျွန်တော်အိမ်လာလို့ရှိရင်ကျွန်တော်ကွန်နဲ့အခါရကျွန်တော်ကရင်နဲ့လက်စားရရှက်တီထူရအဲ့ဒါကရင်ရဲ့သဘောပါဒါပေမဲ့ဖယားသားဖြစ်သွားတဲ့အခါမှာအဲ့ဒီအရာတွေကကျွန်တော်တို့နဲ့သက်ဆိုင်သေးလားလုံးပါမသက်ဆိုင်တော့ဘူးအဲ့သက်ဆိုင်နေသေးတယ်ဆိုရင်သိကြတယ်ကိုကိုနဲ့စစ်စစ်ပါငါတာလည်းပတ်သက်နေရဖြစ်နေဆိုသိချပါတယ်ပဲဆိုတရားဖယားနဲ့သက်ဆိုင်တယ်လောကနဲ့သက်ဆိုင်တယ်အာမင်အဲ့သူနဲ့ပတ်သက်နေဆိုရင်သူရဲ့ဖြစ်ချင်းနဲ့ကျွန်တော်အထဲမှာမဖြစ်လာနဲ့တရွေ့ရွေ့နဲ့ပြောင်းလဲလာမှာဖြစ်ကျွန်တော်လည်းနေချင်းညာချင်းလူကောင်းဖြစ်လာတာပေါ့မရှိစိုးပြ